မှာ ဟုတ်မင်္ဂလာပါရှင် ဘာလေးလာဝယ်ရလဲမသိဘူးမှာ TV လေးလာဝယ်တာပါဒီမှာ လေးလာဝယ်ရ26လောက်မှလေးလာဝယ်ရ ဟုတ်တယ်ရှင်ဟုတ်၄သိန်းခွဲပါညီမလေး 4သိန်းခွဲပါဟုတ်ကဲ့ရှင်TV လေးလာဝယ်ရလေအဆင်ပြေလားမှာစားဖြစ်တော့ဘယ်လိုမျိုးတာဝန်မှုရှိတယ်မှာညီမလေးတို့ဘက်ကနေပြီးတော့လေ ဟုတ်ပြေးပါတယ်ဟုတ် ဟုတ်ကဲ့ညီမတို့ရှိမှလေးဒီမှာတစ်နှစ်ကို2ကြိမ်6လ2ကြိမ်မဲဖောက်ပြီးရပေါ့နော်အဲ့ဒီဟာလေးရောသိတာရှင်မှာ ဟုတ်သိပါတယ် ဟုတ်ကဲ့အခုဆိုတော့မကစမနဲ့ရက်မှာပေါ့ ဟုတ်တယ်ဟုတ် ဟုတ်ကဲ့ကစမလေးလေးပြလိုက်မယ်နော်ညီမလေးတို့ဒီ6လပိုင်း28ရက်နေ့ကျရင်မဲလေးဖောက်ပြီးမှာဘာမှမမဘက်ကနေပြီးတော့လေညီမလေးတို့ဆိုင်ဘက်ကိုရောဘာလေး review လေးပေးခြင်းနဲ့ရှင် ဟုတ်ဝယ်ရတာအဆင်ပြေတယ်လို့လေဟုတ်ရင်လုံးတွေကလည်းဝယ်တယ်အခုပြပြနဲ့ဆိုင်ရလည်းအကြီးဖြစ်လာတယ် ဒီတော့အရင်တော့နေရာအားပေးရပါ ဟုတ်ရင်တော့ရေကက်တက်တာတွေပါတယ်ဝယ်ပူတယ်ဒီမှာ ဟုတ်လားဟုတ်ကဲ့မမအနေနဲ့ပြီးတော့လေအခု line ပေါ်နေကြည့်နေတဲ့ TikTok လူတွေကိုဘာလေးမြင်ကြခြင်းလဲရှင်မှာ ဟော customer တွေလည်းဒါဒီဆိုင်မှာများများအားပေးပါပေါ့ဒီဆိုင်မှာဝယ်လို့လည်းကောင်းတယ်ပစ္စည်းလည်းစိတ်ချရတယ်ပေါ့ဟုတ်ညီမတို့ဝယ်တဲ့ရေကက်တက်တာဆိုရင်အခုဆိုရင်8နှစ်9နှစ်ရှိပြီတော်တော်ကောင်းတယ်ဟုတ် ကစမဲ့ဒီ6လပိုင်း28 ဆက်တော့ပိုင်း28ရက်နေ့ ဟောမမသိရပေါ့ဟုတ်ကဲ့အဲ့နေ့ကျရင်လည်းဆိုင်ကိုကိုယ်တိုင်လာခဲ့နော်မ ဟုတ်ကဲ့ပါ ကျေးဇူးများတင်ပါတယ်ပါ ပါရှင့်